ပဆိုင်ရာခွဲစိတ်ကုသမှုတွေလုပ်ဖို့အတွက်နိုင်ငံခြားကိုသွားနေကြမလို့တော့ပါဘူးခုဆိုရင်ကျမတို့ရဲ့ Cherry မှာလူကြီးမင်းတို့ရဲ့အလှတရားကိုပုံမပြည့်စုံအောင်လှပဆိုင်ရာခွဲစိတ်ကုသမှုတွေကိုစတင်ပြုလုပ်ပေးနေပြီဖြစ်ပါတယ်ရှင်ဒေါက်တာကတော့ Cherry K လှပစေကန်းရဲ့ Founder and Clinical Director ဒေါက်တာထက်တောင်းပဲဖြစ်ပါတယ်ရှင်ဒီတစ်ခေါက်မှာတော့ဒေါက်တာကနေပြီးတော့ Plastic Surgery နဲ့ပတ်သက်တဲ့အခြေခံကျတဲ့အချက်အလက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Plastic Surgery ဆိုတာဘာလဲPlastic surgery ဆိုတာကတော့လူအများထင်နေသလိုမျိုးအလှပဆိုင်ရာခွဲစိတ်ကုသမှုတွေကိုပဲပြုလုပ်တဲ့ခွဲစိတ်မှုမျိုးမဟုတ်ပါဘူး Plastic surgery မှာ reconstructive surgery နဲ့ cosmetic surgery ဆိုပြီးတော့နှစ်ပိုင်းရှိပါတယ် Reconstructive surgery ဆိုတာကတော့မွေးရပါနှာခမ်းကွဲတာအာခေါင်ကွဲတာအပြင်လက်ချောင်းလေးတွေပူပြီးတော့မွေးလာတာဒါမျိုးတွေကိုခွဲစိတ်ကုသမှုမျိုးပြန်လည်ပြုလုပ်ပေးတဲ့treatment မျိုးတော့ကျမတို့က reconstructive surgery ကိုထည့်ထားပါတယ်။ဒါအပြင်လီးလောင်ဒဏ်ရာအကြောင်းဖြစ်စေ accident တစ်ခုအကြောင်းဖြစ်စေခန္ဓာကိုယ်အစိတ်ပိုင်းတွေ tissue တွေပျက်စီးသွားတာမျိုးကိုပြန်လည်ပြီးတော့ပြုပြင်မှုမျိုးပြုလုပ်တယ်ဆိုလို့ရှိရင်လည်း reconstructive surgery လို့ကျမတို့ကသတ်မှတ်ပါတယ်။ cosmetic surgery ဆိုတာတော့အခုနောက်ပိုင်းလူတွေအရန်ကိုစိတ်ဝင်စားလာကြတဲ့အလှပဆိုင်ရာခွဲစိတ်ကုသမှုမျိုးကိုခေါ်တာပါ။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နှာခေါင်းဆီလီကွန်ထည့်တာ၊ရင်သားဆီလီကွန်ထည့်တာအပြင်ခန္ဓာကိုယ်မှာရှိတဲ့မလိုလားအပ်တဲ့အဆီတွေကိုစုပ်ထုတ်တာတွေကိုတော့ကျမတို့က cosmetic surgery ဆိုပြီးတော့သတ်မှတ်ပါတယ်ရှင်။ plastic surgery ပြုလုပ်တော့မယ်ဆိုရင်ဘယ်အချက်တွေကိုအဓိကထားပြီးတော့သိထားအောင်လဲ။ plastic surgery ပြုလုပ်ဖို့စဉ်းစားနေပြီဆိုလို့ရှိရင်တော့အချက်၃ချက်ကိုသိထားဖို့လိုအပ်ပါတယ်။မောင်ဆုံးချက်အနေနဲ့တော့မိကိုခွဲစိတ်ကုသမှုပြုလုပ်ပေးမယ်ဆရာဝန်ကိုတေချာလေးရွေးချယ်တတ်ဖို့လိုပါတယ်။မိကိုခွဲစိတ်ကုသပေးမယ်ဆရာဝန်ဟာဆိုလို့ရှိရင်နိုင်ငံတကာအတိအမှတ်ပြုဘွဲလက်မှတ်တွေရထားမှာဖြစ်တဲ့အပြင်ခွဲစိတ်ကုသခွင့်လိုင်စင်ရှိနေဖို့လိုအပ်ပါတယ်။ထို့အပြင်အလှပနဲ့ပတ်သက်တဲ့ခွဲစိတ်ကုသမှုမျိုးကိုလည်းအတွေ့အကြုံကောင်းများစွာရှိဖို့လိုအပ်ပါတယ်။ဒုတိယအချက်ကတော့အရန်ဈေးနှုန်းချိုတာတဲ့နေရာတွေလိုင်စင်မရှိတဲ့စေယုံစေကန်းတွေကိုရှောင်ရှားဖို့လိုပါတယ်ရှင်။နောက်ဆုံးတစ်ချက်အနေနဲ့ feedback ကောင်းတွေရရှိထားတဲ့ဆရာဝန်နဲ့စေယုံစေကန်းတွေမှသာအလှပဆိုင်ရာခွဲစိတ်ကုသမှုမျိုးကိုပြုလုပ်ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်။ plastic surgery, cosmetic surgery နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့သိချင်တာမေးမြန်းချင်တာရှိလို့ရှိရင်ယခု post အောက်မှာ comment လေးနဲ့လာပြီးတော့မေးမြန်းလို့ရသလို Cherry K page chat box ကနေပြီးတော့လည်းလာပြီးတော့မေးမြန်းလို့ရပါတယ်။အားလုံးပဲဘေးရန်ရဲ့ကင်းကင်းနဲ့ပုံမပြည့်စုံလှပနိုင်ကြပါစေလို့ထောက်တာဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။ဘာချလှပခြင်းလားတိတိကျကျပြောင်းလဲခြင်းလား Cherry K ကိုခုပဲ plastic surgery အတွက်ဆက်သွယ်လိုက်တော့နော်။